မင်္ဂလာပါခင်ဗျာ Libra KKG Football News Channel မှာကြိုဆိုပါရစေဒီတစ်ပတ် Spanish Liga ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Hoffenheim အသင်းနဲ့ Mainz အသင်းတို့ကန်ရမယ့်ပွဲလေးအတွက်ပွဲစဉ်30ချက်လေးတင်ပြပါရခင်ဗျာ Hoffenheim အသင်းကလက်ရှိမှာအဆင့်6မှာရပ်တည်နေပြီးတော့ Mainz အသင်းကတော့အဆင့်18မှာရပ်တည်နေပါတယ် Mainz အသင်းကနောက်ဆုံး9ပွဲမှာတပွဲတည်တပွဲနိုင်ပြီး9ပွဲရှုံးလာပါတယ် Hoffenheim အသင်းကတော့4ပွဲနိုင်တပွဲတည်2ပွဲရှုံးရလက်နဲ့ပွဲစဉ်နိုင်လို့ကိုသွင်းလာပါတယ်ပွဲစဉ်10ပွဲပြီးရဲ့အချိန်ထိ Hoffenheim အသင်းကသွင်းကို21ဂိုးထိရှိပြီးတော့ပေးကို16ဂိုးရှိပါတယ် Mainz အသင်းကဆိုရင်ပွဲစဉ်10ပွဲပြီးရဲ့အထိ10ဂိုးသွင်းပြီး18ဂိုးထိပေးထားပါတယ်နှစ်သင်းလုံးကသွင်းကိုရောပေးကိုရောများပြားလွန်းတဲ့အသင်းတွေဖြစ်တာကြောင့်သုံးလုံးထက်ပိုသွင်းမယ်လို့ယူဆပါတယ်ခင်ဗျာ Libra KG page ကို like and follow လေးလုပ်ဖို့မမေ့ကြပါနဲ့